တိယတစ်ပုဒ်ကိုတော့လွတ်မြောက်ခြင်းတစ်ခြင်းလို့အမည်ရတဲ့ဟောရှာနာလို့ယုံကြည်သူညီကိုမောင်နှမတွေသိကြတဲ့တစ်ခြင်းလေးနဲ့ကုန်တော့ချီးမွမ်းခြင်းပါတယ်ဒီတစ်ခြင်းလေးကဖြည်းဖြည်းရဲ့ဆိုတော့တက်တန်22နှစ်တက်တန်းနဲ့ညီမျှမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဒီတစ်ခြင်းလေးကဖြည်းဖြည်းပထမဦးဆုံး gospel live show အနေနဲ့ဆိုဘူးတဲ့တစ်ခြင်းလေးလည်းဖြစ်တယ်နောက်ပြီးတော့ဒီနေ့ဒီချိန်ထိလည်းဖြည်းဖြည်းမြဲခွန်အားယူရတဲ့တစ်ခြင်းစာသားတွေလည်းဖြစ်တယ်ဖြည်းဖြည်းဆိုခဲ့ဘူးတဲ့ gospel တစ်ခြင်းတွေထဲမှာလည်းယုံကြည်သူပရိသတ်အားပေးမှုအများဆုံးလူအသိဆုံးgospel တစ်ခြင်းတွေကတပုတ်လည်းဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ဒီတစ်ခြင်းလေးကိုရွေးချယ်ထားပါတယ်ဒီတစ်ခြင်းကိုတစ်ခါမှကိုယ်တိုင်တီးပြီးတော့မဆိုဘူးပါဘူးခုန Amazing Grace လည်းအဲ့လိုပဲတစ်ခါမှကိုယ်တိုင်တီးပြီးတော့မဆိုဘူးဆိုတော့ဒါဖြည်းဖြည်းအတွက်လည်းဒီမှာပထမဦးဆုံးချိန်ဖြစ်ပါတယ်အမှတ်တရပါပဲဒီတစ်ခြင်းလေးကိုရတဲ့ညီကိုမောင်နှမတွေလည်းမြန်မာလိုပဲဖြစ်ဖြစ်အင်္ဂလိပ်လိုပဲဖြစ်ဖြစ်အတူတူလိုက်ဆိုပြီးတော့ချီးမွမ်းကြဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်ခွန်အားနဲ့လည်းကြံခိုင်ပြီးလုံချလုံးလည်းဒီဝနေအမောင်ဖုံးမောင်းလည်းတွေ့နိုင်ပြီကိုရောရှင်ရဲ့ကျေးဇူးတော်ပါခွန်အားနဲ့လည်းကြံခိုင်ပြီးလုံချလုံးနေအမောင်ဖုံးဝမ်းလေးတွေ့နိုင်ကိုရောရှင်ရဲ့ကျေးဇူးတော်ပါဟောရှာနာဟောရှာနာအသေးခံတော်သူတငယ်ဟောရှာနာဟောရှာနာယေရှုဖျားထားမြောက်လေပြီဟောရှာနာဟောရှာနာအသေးခံတော်သူတငယ်ဟောရှာနာဟောရှာနာယေရှုဖျားထားမြောက်လေပြီမြင်တဲ့ချတော်လေထုံနေအောင်မအပြစ်စိတ်ကြပြီးထာတော်ဘာမဆိုင်လာကဲတင်ရှင်ရဲ့ယူနာပါကိုယ်တော်ဖျားရဲ့လက်တော်ဖြင့်မရနာတွေထားမြောက်ပြီကဲတင်ခြင်းသောခြင်းဆိုမည်ခင်ယေရှုလို့မြောက်စေ
将开你，弄茶弄来比我你，忙碰乱来对那你，古若深夜结束了。要是让ဖြတ်ခင်ကျွေးဝါစာကောင်းကြည့်ပေးပါစေရှင်အာမင်ကျေးဇူးများကြီးတင်ပါတယ်